ဆိုတော့အခုကျွန်တော် effect ကနေပဲ drop ချပြီးတော့တစ်ချက်တီးပြပါမယ်5 cent short ရတယ်ပေါ့နော်ဒါဆိုလို့ရှိရင်7 string လိုမျိုး standard B tuning ဖြစ်သွားပြီဆိုတော့ကျွန်တော်ဒီ riff လေးကိုတစ်ချက်တီးကြည့်မယ် drop tuning နဲ့ပေါ့နော်ဆိုတော့ဒါက standard B tuning နဲ့တီးတဲ့အတန်ပေါ့နော်ဂျိုးအကုန်လုံးကို5 cent ချထားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်အခု standard tuning ကိုပြန်ထားလိုက်မယ်ဆိုတော့အခု standard tuning ပြန်ဖြစ်သွားပြီပေါ့နော်ဒီ riff လေးကို standard tuning နဲ့တစ်ချက်ပြန်တီးကြည့်မယ်ဒါဆိုလို့ရှိရင်နားထောင်ရတာရောတီးရတာပါစောစောလိုမျိုး heavy ဖြစ်တဲ့ခံစားချက်မရတော့ဘူးเนาะဒါပေမဲ့လည်းဂီတာတိုင်းနဲ့အလွယ်တကူလိုက်တီးလို့ရအောင်လို့ကျွန်တော်တို့ standard tuning နဲ့ပဲလေ့ကျင့်ကြပါမယ်ကျွန်တော်ဒီတစ်ခါမှာကိုလေးဖြူရဲ့တတိမိတ်သွားတဲ့ညဆိုတဲ့တခြင်းဂီတာတီးထားတဲ့ပုံစံလေးကို lesson လေးလုပ်ပေးချင်ပါတယ်ဒီတခြင်းရဲ့ riff တွေကတော်တော်လေးကိုမိုက်ပါတယ်တီးလို့လည်းကောင်းတယ်ပေါ့နော်ဒီတခြင်းကတီးရတာအရင်မခက်ပေမဲ့လိုက်တီးဖို့အတွက် drop tuning တွေအကြောင်းတေချာတီးထားဖို့တော့လိုအပ်ပါတယ်ဆိုတော့ lesson လေးမစခင်မှာ drop tuning နဲ့ပတ်သက်ပြီးတော့နည်းနည်းလောက်ရှင်းပြချင်ပါတယ်အရင်ဆုံးပြောရမယ့်အချက်ကဒီချင်းအောင်ဆရာချက်က7 string guitar နဲ့တီးထားတာဖြစ်ပါတယ်ဒါကိုလိုက်တီးမယ်ဆိုလို့ရှိရင်ကိုယ်မှာ7 string ရှိနေတာအကောင်းဆုံးပဲပေါ့နော်ဒါပေမဲ့7 string guitar ကလူတိုင်းမှာမရှိတဲ့အတွက်ပုံမှန်အတိုင်း6ကြိုး guitar နဲ့တီးမယ်ဆိုလို့ရှိရင်လိုအပ်ချက်လေးတွေရှိလာပြီဘာတွေလဲဆိုတော့ tuning ပြဿနာပေါ့နော်7 string နဲ့တီးထားတာဖြစ်တဲ့အတွက်အဲ့အတိုင်းလိုက်တီးမယ်ဆိုရင်ကျွန်တော်တို့ guitar ကို drop ချဖို့လိုအပ်ပါတယ်6ကြိုး guitar ကို7 string လို့ချရမယ်ဆိုလို့ရှိရင်ဒီအခု standard tuning ကနေပြီးတော့ standard B အထိချရမယ်ပေါ့နော်ဆိုတော့ E ကနေ B အထိဆိုရင်5 cent လောက်ချရမယ်ဘယ်လိုမျိုးလဲဆိုတော့ဒီကျွန်တော်တို့6ကြိုးကအခုဒါ standard အရာဆိုရင်ဒါ E တန်ပေါ့နော်ဆိုတော့ဒီနားမှာ E ပေါ့နော်ဆိုတော့ဒါက B တန်ဖြစ်ပါတယ်ကျွန်တော်ဒီအတန်ထိရအောင် short ရမယ်ဆိုတော့ဒီကနေပြီးတော့ -1 -2 -3 -4 -5 ပေါ့နော်ဆိုတော့5 cent လောက် short လိုက်ရမယ်ဒါမှကျွန်တော်တို့ဒီနန်းအတန်ကိုရမယ်ပေါ့နော်ဒါ standard B ရဲ့ tuning ပေါ့နော်ကျွန်တော်ကြိုးအကုန်လုံးကို5 cent လောက် short လိုက်ရမယ်အဲ့ဒါမှ standard B tuning ကိုရမယ်ဒါက7 string လို့ပုံစံဖြစ်အောင်ချတာပေါ့နော်ဒီမှာတစ်ခုပြောစရာရှိတာကဒီတခြင်းကို6ကြိုး guitar နဲ့ဆိုလို့ရှိရင်များတော့အပြင် drop B tuning နဲ့တီးကြတယ် drop B နဲ့ standard B tuning ကမတူဘူးเนาะဘယ်လိုမတူတာလဲဆိုတော့အလွယ်ဆုံးပြောရလို့ရှိရင်ကျွန်တော်တို့ drop tuning တွေဆိုတာ6ကြိုးကို4ကြိုးနဲ့တူအောင် short တာပါအခုကျွန်တော်တို့ standard tuning မှာဆိုလို့ရှိရင်6ကြိုးက E ပေါ့เนาะဆိုတော့ဒါကို standard E လို့အလွယ်ပြောလို့ရတယ်အဲ့ဒါအောင်မှ6ကြိုးကို4ကြိုးနဲ့တူအောင် short မယ်ဆိုလို့ရှိရင် drop D ဖြစ်သွားပြီပေါ့เนาะဆိုတော့4ကြိုးက D အတန်ပေါ့เนาะဆိုတော့ကျွန်တော်အဲ့ဒါကို6ကြိုးဒါဆိုလို့ရှိရင် drop D tuning ဖြစ်သွားပြီဒါတခြားကြိုးတွေ short စရာမလိုเนาะကျွန်တော်6ကြိုးတကြိုးတည်းကိုပဲ4ကြိုးနဲ့တူအောင် short လိုက်အောင်ပဲဒါဆိုလို့ရှိရင် standard E tuning ကနေပြီးတော့ drop D tuning ကိုဖြစ်သွားတယ်ပေါ့เนาะ standard tuning ကိုကြည့်မယ်ဆိုလို့ရှိရင်6ကြိုးကိုကြည့်ပြီးတော့တတ်မှတ်ရမယ်ဥပမာကျွန်တော်တို့ကြိုးအကုန်လုံးကိုဒီ3 cent လောက် short လိုက်မယ်ပေါ့เนาะ3 cent လောက် short လိုက်မယ်ဆိုလို့ရှိရင်ကျွန်တော်6ကြိုးတစ်ချက်ပြန်တင်လိုက်မယ်ဆိုတော့ကျွန်တော်တို့ဒီကြိုးအကုန်လုံး3 cent short မယ်ဆိုရင်ဥပမာဒါ E ဆိုရင် -1 -2 -3 ဒါဆိုလို့ရှိရင်6ကြိုးက C sharp D flat ပေါ့နော်အဲ့ဒါကိုကျွန်တော်တို့ဒီ standard tuning အရာဒီအကုန်လုံးဖြိုင်လို့ short မယ်ဆိုရင်ပေါ့နော်ဒါလို့3 cent ကိုကြိုးအကုန်လုံး short လိုက်မယ်ဆိုလို့ရှိရင်ဒါကို standard C sharp D flat လို့ခေါ်ရပါတော့ D flat standard tuning ဖြစ်သွားပြီပေါ့နော်အဲ့ဒါကိုကျွန်တော် effect ကနေပြီးတော့တစ်ချက် short လိုက်မယ်ဒါဆိုရင်ဒါ3 cent short လိုက်ပြီပေါ့နော်3 cent short လိုက်တဲ့အတန်ဒီနန်းအတန်ဖြစ်သွားပြီဆော့ဆော့ဆိုလို့ရှိရင်
ဒါပေမဲ့အခုဒီနားမှာပြန်တော့ကိုင်အတန်မတူတော့ဘောနော်ဆိုတော့ဒါက3ဆင့် short လာတဲ့အတန်ဖြစ်ပါတယ်ဆိုတော့အဲ့ဒါကိုမှကျွန်တော်တို့6ကျိုးကို4ကျိုးနဲ့တူအောင် short လိုက်မယ်ဆိုလို့ရှိရင်ဒါက drop B tuning ဖြစ်သွားပြီဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့ drop မှာက4ကျိုးနဲ့6ကျိုးကိုတူအောင်ညှိရတယ်ပေါ့နော်ဆိုတော့ကျွန်တော်စောစောပြောခဲ့တယ်လို့ပဲကျွန်တော်4ကျိုးရဲ့အလုံးကိုကြည့်မယ်ဆိုရင်ကျွန်တော် standard မှာတော့ဒါ E ဆိုလို့ရှိရင်4ကျိုးက D ပေါ့နော် D အတန်ဖြစ်နေမယ်အဲ့ဒါကိုကျွန်တော်3ဆင့် short လိုက်တာပေါ့နော်အခုက3ဆင့်ဆိုတော့ကြတော့ဒါက D ဆိုတော့ဒီနားမှာ B ရှိတယ်ပေါ့နော် standard tuning မှာဆိုရင်ဒါက B ပေါ့နော်ဆိုတော့အခုကျွန်တော်တို့ကဒါလောလောဆယ်ကျွန်တော်တို့ short ပြီးသားဖြစ်တဲ့အတွက်ဒါက B အတန်ဖြစ်နေပြီပေါ့နော်အဲ့ဒါအောင်မှကျွန်တော်တို့က6ကျိုးကို4ကျိုးနဲ့တူအောင် short လိုက်တဲ့အတွက်ကြောင့်ဒါ drop B ဖြစ်သွားပြီ6ကျိုးကိုပြန်ပြီးတော့ကျွန်တော်တို့1ကျိုးနဲ့ပြန်တူအောင်ညှိလိုက်မယ်ဆိုလို့ရှိရင်ဒါဆိုလို့ရှိရင် standard D flat tuning ပြန်ဖြစ်သွားပြီเนาะဒါလောက်ဆိုရင် standard drop tuning နဲ့ yo-yo drop tuning ကိုနားလည်မယ်လို့မျှော်လင့်ပါတယ်အခုကျွန်တော်တို့က drop B နဲ့မဟုတ်ပဲ7 string နဲ့တူအောင်ဒီ5ဆင့်လောက် short မယ်ပေါ့နော်5ဆင့် short ပြီးတော့တီးမယ်7 string guitar မှာကအပေါ်ဆုံးကျိုးက B ဖြစ်ပါတယ်ဒီလိုမျိုးပေါ့နော်ဆိုတော့ဒါကကျွန်တော်တို့ standard tuning ပေါ့နော်ဆိုတော့ပုံမှန်တိုင်း E A D G B E ပေါ့နော်အဲ့မှာမှာ9ကြိုး guitar ကကြတော့ဒီ6ကြိုးရဲ့အပေါ်မှာနောက်ထပ်တစ်ကြိုးပါလာတယ်ပေါ့နော်အဲ့ကောင်က E ပြီးတော့ B ပြန်ဖြစ်သွားတယ်ဆိုတော့ဒီအပေါ်ဆုံး9ကြိုးမြောက်က B တန်ဖြစ်နေရမယ်ဆိုတော့ကျွန်တော်တို့ကဒီမှာဒီ6ကြိုးကိုကျွန်တော်ဆော့ဆော့ပြောခဲ့တယ်လို့ပဲ B အတန်ဖြစ်သွားအောင်လုပ်ဖို့ဆိုလို့ရှိရင်ဒီ E အတန်နေပြီးတော့ B အတန်ထိ5ဆင့် short ရမယ်အဲ့လိုမျိုး short လိုက်မှပဲဒါက standard B ဖြစ်သွားမယ်ပေါ့နော်9ကြိုးပုံစံဖြစ်သွားမယ် standard B ပေါ့နော်ဆိုတော့တစ်ချက်ကျွန်တော် short ပြမယ်ဒီအတန်ပေါ့နော်ဒါကို standard tuning နဲ့ပြန်ပြီးတော့တစ်ချက်ပြန်တိုက်ကြည့်မယ်ဆိုတော့ standard tuning မှာဆိုရင်ဒီအထိ short ရမှာပေါ့နော်ဒီအတန်မှတ်ထားလိုက်နော်ဆိုတော့5ဆင့် short လိုက်မယ်အဲ့လိုမျိုးဖြစ်သွားပြီပေါ့နော်ဒါဆိုရင်ဒါ standard B tuning ဖြစ်သွားပြီကျိုးတွေအကုန်လုံးကို5ဆင့် short လိုက်ပြီဆိုတော့6ကျိုးက B အတန်ဖြစ်သွားမယ်ဒါက E အတန်ဖြစ်သွားမယ်ဒါက A အတန်ဖြစ်သွားမယ်ဆိုတော့ E A အဲ့လိုပေါ့နော်ပုံမှန်တိုင်းအောက်ကဟာပြန်ဆင်းသွားမယ်အဲ့ဒီမှာမှ6ကျိုးကို4ကျိုးနဲ့တူအောင် short လိုက်မယ်ဆိုရင်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ standard B tuning ကနေပြီးတော့ drop A tuning ဖြစ်သွားပြီเนาะအဲ့ဒီမှာ standard tuning နဲ့ drop tuning နဲ့ကွာခြားမှုပေါ့เนาะဆိုတော့ဒါကဆိုတော့ဒါ drop A ပေါ့เนาะအဲ့ဒါကိုမှကျွန်တော်တို့ပြန်ပြီးတော့6ကျိုး B တန်ဖြစ်အောင်ပြန်ညီလိုက်မယ်ဆိုရင်ဒါဆိုလို့ရှိရင် standard B tuning ပြန်ဖြစ်သွားပြီဒါလောက်ဆိုလို့ရှိရင် tuning တွေအကြောင်းကိုအနေနဲ့အများနားလည်ပြီလို့ထင်ပါတယ်တခြင်းအကြောင်းဆက်ပြောရမယ်ဆိုရင်ဒီတခြင်းကိုအများအားဖြင့် drop B နဲ့တီးကြတာများပါတယ်3ဆင့်ပဲ short ရတာဖြစ်လို့ဂီတာတော်တော်များများကဖြစ်အောင် short လို့ရပါတယ် bass တော့ဖြစ်ပေမဲ့အပျော်တီးရုံလောက်ပဲဆိုတော့ပြဿနာမရှိဘူးပေါ့နော် bass ဖြစ်တယ်ဆိုတာကကြိုးတွေပျော့ပြီးတော့ဒီအတန်တွေကတ်သွားတာပေါ့နော်standard B အထိ short မယ်ဆိုရင်ကျတော့စောစောပြောခဲ့တယ်လို့ပဲကျွန်တော်တို့ဒီ E to B အထိ5ဆင့်လောက် short အောင်ပါဆိုတော့ဒီပုံမှန်ဂီတာတွေတိတ်ပြီးတော့အဆင်မပြေတော့ဘူးပေါ့နော်ကျွန်တော်တို့ဒီ9 gauge 10 gauge 11 gauge လောက်ထိကိုတိတ်အဆင်မပြေဘူး12 gauge လောက်တက်ထားမှပဲအဆင်ပြေမယ်12 gauge တက်ဖို့ကြတော့လဲဂီတာတိုင်းကတက်လို့မရပြန်ဘူးရတယ်ဆိုရင်တော့မှဂီတာ setting ပြန်ချိန်ရမယ်ပေါ့နော်ဘာလို့လဲဆိုကြိုး gauge ကြီးရဲ့အတွက်ကြောင့်ကျွန်တော်ဒီအနောက်ကဟာတွေဒီ flat တန်တွေအကုန်ပြန်ချိန်ဖို့လိုအပ်တယ်ဆိုတော့တော်တော်လေးအလောက်ရှုပ်ကုန်မယ်ဒါကြောင့်6ကျိုးဂီတာနဲ့တီးမယ်ဆိုရင် drop B နဲ့တီးကြတာများတယ်ဆိုတော့ drop B tuning နဲ့ lesson တွေလည်းရှိကောင်းရှိနိုင်ပါတယ် drop B နဲ့တီးချင်တယ်ဆိုလို့ရှိရင်တော့တစ်ချက်ရှာကြည့်ပေါ့နော်ဒါပေမဲ့ drop B နဲ့တီးမယ်ဆိုလို့ရှိရင် left position တွေပြောင်းသွားမယ်ပြီးတော့ position အရတီးရတာတိတ်အားမရဘူးပေါ့နော်ဆိုတော့ကျွန်တော်ကတော့ဒီမှာ standard B နဲ့
7 string မှာတည်ထားသလိုပုံစံနဲ့ပဲ lesson လေးလုပ်ပေးချင်ပါတယ်ဒါဆိုလို့ရှိရင်7 string မှာအခုကျင့်ထားတဲ့ပုံစံတိုင်းပြန်ပြီးတည်လဲရတယ်ပေါ့နော်ဆိုတော့ဒီမှာကျွန်တော် drop b နဲ့တစ်ချက်တည်ပြပါမယ်ဒါကကျွန်တော်တို့ဒီကျိုးအကောင်လုံးကို3ဆင့်လောက် short လိုက်တယ်ပြီးတော့ကျတော့ကျွန်တော်ဒီ3ဆင့်လောက် short မယ်ဆိုရင် e ကနေပြီးတော့ b ပေါ့နော်လေကျိုးက b ဖြစ်နေမယ်ဆိုတော့အဲ့ဒါကိုကျွန်တော်တို့လေကျိုးနဲ့တူအောင်ညှိလိုက်တယ်ဒါဆိုလို့ရှိရင် drop b ကျုံနေဖြစ်သွားပြီဆိုတော့အဲ့မှာကျွန်တော်တို့ဒီ drop b နဲ့တီးမယ်ဆိုလို့ရှိရင်ဒီလိုပုံစံလေးဖြစ်မှာပေါ့နော်အဲ့လိုမျိုးပုံစံဖြစ်သွားမှာပေါ့နော်ဆိုတော့ဒီနားမှာကျွန်တော်တို့ဒီ7 string နဲ့တည်တဲ့ပုံစံကြတော့ပို့ပြီးတော့အားရဖို့ကောင်းတယ်ပေါ့နော်ဆိုတော့ဒါ drop b နဲ့တည်တဲ့ပုံစံဖြစ်ပါတယ်အဲကျွန်တော်တစ်ချက်တည်ပြတာပေါ့နော်ဒီနေရာမှာအလွယ်တကူ drop လုပ်လို့ရတဲ့နီလန်းတွေအကြောင်းနည်းနည်းလောက်ဆက်ပြောပြချင်ပါတယ်ပထမနီလန်းကဂီတာကနေကြိုးလျှော့တာမဟုတ်ပဲဂီတာ effect ကနေကျွန်းနေ step down လုပ်တာမျိုးပါကျွန်တော်စောစောကလောက်သွားတယ်လို့မျိုးပေါ့နော် effect ကနေပြီးတော့ပဲကြိုးလျှော့တာဖြစ်ပါတယ်ကျွန်တော်6ကြိုးလောက်ပဲဒီ drop နဲ့ standard အတွက်လျှော့တာတင်းတာလောက်တာပေါ့နော်ဆိုတော့ channel ဟာအားလုံးကိုကျွန်တော် effect ကနေ short တာဖြစ်ပါတယ်ဒါပေမဲ့အဲ့ဒါကလည်းအဲ့လောက်တော့မရိုးရှင်းဘူးဘာဖြစ်လို့လဲဆိုတော့တချို့ effect တွေဟာအဲ့လိုမျိုးချလို့မရဘူးပေါ့နော်တချို့ရတဲ့ effect တွေမှာဆိုရင်တော့မှအတန်ထွက်တိတ်အဆင်မပြေတာမျိုးဖြစ်နိုင်ပါတယ်အဲ့လိုကောင်းကောင်းချလို့ရမယ့် effect တွေကြတော့လည်းဈေးများနိုင်တယ်ပေါ့နော်ဒါမှမဟုတ်ကိုကဒီလိုမျိုး drop တွေတီးရတာကြိုက်တယ်ဆိုရင်တော့ drop ချဖို့တည်တံ့ထုတ်ထားတဲ့ analog အတုံးလေးတွေရှိတယ်ပေါ့နော်အဲ့လိုမျိုးတစ်ခုလောက်ဝယ်ထားတာအကောင်းဆုံးဖြစ်ပါတယ်အဲ့လိုမဟုတ်ပဲ drop ချလို့ရမယ့်နောက်တစ်နည်းကြတော့အဲ့ဒါ guitar plugin software တွေကနေပြီးတော့ drop ချတာမျိုးဖြစ်ပါတယ် plugin တိုင်းမှာရမရတော့ကျွန်တော်လည်းတေချာမသိဘူးပေါ့နော်ဒါပေမဲ့တေချာတာကတော့ Neural DSP plugin software တွေနဲ့ drop ချပြီးတီးလို့ရပါတယ်အခုဆိုလို့ရှိရင်အဲ့ plugin တွေက Windows ရော Mac အတွက်ပါ crack version တွေရှိပါတယ်ဆိုတော့အဲ့ဒါလေး download ဆွဲပြီးတော့တီးကြည့်ပါဒါပေမဲ့အဲ့လိုတီးဖို့ကြတော့လေကိုမှ laptop အပြင် audio interface sound card ပေါ့နော်အဲ့ဒါရှိဖို့လိုပါတယ် laptop ရှိပြီးတော့ sound card မရှိဘူးဆိုလို့ရှိရင်လည်းအတန်ထွက်မှာမဟုတ်ဘူးပေါ့နော်အဲ့လို audio software အပိုင်းတွေကြတော့ဒီတိုင်း guitar ကင်ပြီး jet ထိုးပြီးတော့အလွယ်တကူတီးလို့မရဘူး laptop မကောင်းတာမျိုးဆိုရင်လည်းဒီ latency ပြဿနာနဲ့တခြားပြဿနာလေးတွေကြုံရနိုင်တယ် latency ဆိုတာကအတန်နောက်ကျနေတာမျိုးပေါ့နော်ကိုကတီးပြီးမှအတန်ကနောက်ကျထွက်လာတာမျိုးဖြစ်ပါတယ်အဲ့လို audio ဘိုင်းတွေကြတက်တက်ရှင်းပြမှပဲအဆင်ပြေမှာပေါ့နော်မဟုတ်ရင်ကျွန်တော်တို့ဂီတာတီးတဲ့အပိုင်းကိုမရဘူးဖြစ်သွားလိမ့်မယ်အခုတော့မှတော်တော်လေးစကားရှိနေပြီပေါ့နော်ပြောရရင်ဂီတာတီးမဲ့ဆိုရင်ဂီတာတီးတာအပြင်အခုလိုဆက်နေတဲ့အကြောင်းအရာတွေလည်းတည်ထားဖို့လိုအပ်ပါတယ်ဆိုတော့ကျွန်တော်အခုပြောရတာတွေကဒီသချင်းကိုအဆင်ပြေပြေလိုက်တီးနိုင်ဖို့အတွက်အဓိကလိုအပ်ချက်တွေဖြစ်ပါတယ်ပြောရမယ်ဆိုရင်ကိုမှဂီတာတစ်လက်ရှိုံနဲ့အလွယ်တကူလိုက်တီးလို့ရတဲ့သချင်းမျိုးမဟုတ်ဘူးပြောရမယ်ဒီအတိုင်းရိုးရိုးကော့ထောက်ပြီးတော့တီးမဲ့ဆိုရင်တော့ရတာပေါ့နော်ဒါပေမဲ့ riff တွေတော့လိုက်တီးလို့မရဘူးပေါ့ကျွန်တော်တို့ကလည်း riff တွေကိုပဲအဓိကတီးချင်တာဆိုတော့အမှတိုင်ပတ်သွားတယ်ဆိုတော့အဲ့လိုမျိုးတိုင်မပတ်ရလေအောင်အဆင်ပြေဆုံးဖြစ်အောင်ကျွန်တော်ဒီသချင်းကို standard tune နဲ့ပဲ lesson လေးလုပ်ပေးပါမယ်ကျွန်တော်လည်းအတူလိုက်တီးပြီးတော့လေ့ကျင့်ကြည့်ပါဒါပေမဲ့ standard tune ဖြစ်နေတဲ့အတွက်သချင်းဖွင့်ပြီးတော့လိုက်တီးလို့တော့မရဘူးပေါ့နော်ကိုပါတာ riff ကိုကျင့်တာမျိုးပဲရမယ်လေ့ကျင့်လို့ရသွားပြီဆိုမှအရှင်းမှာကျွန်တော်ပြောခဲ့သလို drop ချတဲ့ကိစ္စတွေကိုကိုပါတာပြန်ပြီးတော့ try ကြည့်ပါတခုမဟုတ်တခုနီလန်းနေပေါ့နော်ဒါမှမဟုတ်ကြုံကြိုက်လို့ကိုက7 string ကင်ဖြစ်တယ်ဆိုရင်လည်းဘာကျွန်းနေမှခေါင်းစားနေစရာမလိုပဲနဲ့ကျွန်တော်လည်းအခုကျင့်ထားတဲ့ position အတိုင်း7 string guitar မှာတွက်တီးလိုက်ရုံပဲပေါ့နော်ဒါဆိုရင်လိုအပ်တာတွေလည်းတော်တော်လေးပြောပြီးပြီဆိုတော့ကျွန်တော်တို့ lesson လေးစလိုက်ကြမယ် G flat minor position နဲ့တီးရမယ် minor တခြင်းပေါ့နော် standard tune နဲ့အရာဆိုလို့ရှိရင်ဒီတခြင်းက key E D flat minor ဖြစ်ပါတယ်ဒါပေမဲ့ကျွန်တော်ဒီ D flat minor position မှာဒီ riff တွေကိုတီးလို့မရတဲ့အတွက်ကြောင့်7 string မှာလိုမျိုး G flat minor position ကိုပြောင်းတီးရမယ်အဲဒါကြောင့်မလို့လဲ key မတူတဲ့ပြဿနာ tuning ပြဿနာဖြစ်သွားတာဖြစ်ပါတယ်ဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီတခြင်းကိုအပိုင်းလေးတွေခွဲပြီးလေ့လာကြည့်မယ်အရင်ဆုံးသူ့ရဲ့ main riff လေးကိုတီးကြည့်မယ်အဲ့ဒါလေးပေါ့နော်ဆိုတော့ G flat minor position မှာတီးရမှာဖြစ်တယ်6ကြိုး open string နဲ့စမယ်ပြီးတဲ့အခါမှာ
6ကျွဲနှစ်အကွက်ကိုဟမ်းပါမယ်ပြီးလို့ရှင်4ကျော်4အကွက်ပေါ့နော်ဒါအလုံးတူတယ်ပေါ့နော် off တက်မတူတာဖြစ်ပါတယ်အဲ့ဒါကိုတီးတဲ့အခါမှာညာဘက်လက်ကကျွန်တော်တို့ဒီလိုမျိုးဂျိုးဖွားဖွားလေးမြူလုပ်ထားရမယ်အဲ့လိုတန်လေးပေါ့နော်တကယ်လို့မြူမလုပ်ထားအောင်ဆိုရင်အဲ့လိုမျိုးအရန်ဆူတဲ့အတန်ဖြစ်သွားမှာပေါ့နော်ဆိုတော့ကျွန်တော်ညာဘက်လက်နဲ့ထိန်းပြီးတော့တီးမယ်အဲ့ဒါကိုနှစ်ခေါက်တီးမယ်နှစ်ခေါက်တီးပြီးရင်အဲ့ဒါလေးတီးမယ်အဲ့ဒါကြတော့အကောင်လုံးတစ်ချက်စီတီးရနော်ညာဘက်လက်ကပြီးတဲ့အခါမှာ G ရဲ့အလုံးပေါ့နော်ပြီးတဲ့အခါမှာ G ရဲ့လေးကြောအလုံးပြန်ထောက်မယ်အတူတူပဲပေါ့နော်အလုံးကဆိုတော့အလိုလေးပေါ့နော်အဲ့ဒါကိုဒီတချင်းရဲ့တိုင်ပင်တိုင်းခက်မြင်မြန်လေးတီးလိုက်မယ်ဒါပထမတစ်ခေါက်ပေါ့နော်ဒုတိယတစ်ခေါက်မှာလည်းကျွန်တော်တို့အဲ့ဒါကိုနှစ်ခေါက်ပြန်တီးတယ်ပြီးတဲ့အခါမှာ G ကိုကင်လိုက်မယ်ဒီလိုမျိုး G power ကော့ပေါ့နော်အဲ့ဒါကို6 5 4အဲကျိုးတွေအကုန်လုံးတီးရမယ်ဆိုတော့အဲ့လိုဖြစ်သွားမယ်6ကျိုး open string ပြီးရင်ဒီ6ကျိုးရဲ့3ကွက်ကိုထောက်မယ်ပြီးတဲ့အခါမှာဒီ5ကျိုးနဲ့4ကျိုးကိုကြတော့5ကွက်မှာပေါ့နော်ဆိုတော့ဒါဒုတိယတစ်ခေါက်ပေါ့နော်ဆိုတော့အဲ့နှစ်ခေါက်ကိုရပြီဆိုလို့ရှိရင်သူက main riff ကိုရပြီပေါ့နော်အဲ့ဒါကိုပဲတောက်လျှောက်တီးသွားတာဖြစ်ပါတယ်ဆိုတော့ကျွန်တော်ဖြည်းဖြည်းလေးတစ်ခေါက်ပြန်တီးကြည့်မယ်ဒါပထမတစ်ခေါက်ပေါ့နော်ဒုတိယတစ်ခေါက်ကကြတော့ဒါလေးပဲเนาะဆိုတော့အဲ့ဒါကိုကျွန်တော်တောက်လျှောက်တီးအောင်မယ်အဲ့ဒါလေးပဲเนาะဆိုတော့ကျွန်တော်ဒီ main riff ပြီးလို့ရှိရင် verse ဝင်လာလို့ရှိရင်ကြတော့ဒီ G flat minor chord ကိုပဲတောက်လျှောက်တီးရမယ်เนาะဒါမဲ့ကျွန်တော်တချင်းအားဆိုလို့ရှိရင်တော့ဒီ verse 1မှာ chord ထောက်တဲ့အတန်မှာပါပေါ့เนาะဆိုတော့ကျွန်တော်ဒီ verse ပြီးလို့ရှိရင်ဒီ pre chorus ကိုတွားခံဒီမှာဒီ main riff လေးကိုတစ်ချက်ပြန်တီးရเนาะအဲ့ဒါပြီးတဲ့အခါမှာ pre chorus မှာကြတော့တီးတဲ့ပုံစံတက်ဖြစ်သွားပြီเนาะအဲ့ဒီမှာကျွန်တော်ခက်စင်စင်လေးပဲဒါမှမတူဘူးเนาะဘယ်လိုမျိုးလဲဆိုတော့ကျွန်တော်ပထမတစ်ခုတီးကြည့်မယ်ဒါကတော့ကျွန်တော်တို့ main riff နဲ့တူတယ်ဒါပေမဲ့ပြီးတဲ့အခါမှာဒါလေးပဲပြန်တီးရဲဆိုတော့အဲ့လိုတန်ပါနော်အဲ့ဒါပြီးအဲ့ဒါလေးတီးမယ်အဲ့ဒါကြတော့ဒီ6ကြောရဲ့ open string နဲ့နှစ်အကွက်ကိုအဲ့လိုတီးမယ်ပြီးတဲ့အခါမှာ6ကြောရဲ့5အကွက်ပေါ့နော်ဆိုတော့အဲ့ဒါနော်ဒါကပထမတစ်ခေါက်ပေါ့နော်ပြီးတော့နောက်ထပ်ပုံစံတစ်ခုကြတော့အဲ့ဒါပဲပြန်တီးမယ်ပြီးတဲ့အခါမှာဒီမှာကြတော့ကျွန်တော်တို့ဒီနန်းအလုံးမသွားပဲနဲ့ဒီနန်း C ရဲ့အလုံးပေါ့နော်ဒါဆိုတော့5ကျော်ရဲ့3ကွက်ဖြစ်ပါတယ်ဒါဒုတိယတစ်ခေါက်ပေါ့နော်ဆိုတော့အဲ့ဒါကိုစုစုပေါင်းသူက2ကြော့တီးလိုက်တယ်နော်အဲ့ဒါ2ကြော့တီးပြီးလို့ရှိရင် chorus ကိုဝင်ဖို့အတွက်ဒါလေးတစ်ချက်ပြန်တီးရပြီးတော့ D chord ကိုထောက်လိုက်တယ်နော်ဒီကျွန်တော်ဆော့ဆော့တီးခဲ့တဲ့ပုံစံတိုင်းပြန်တီးရအဲ့ဒါပြီးရင် D chord ကိုထောက်လိုက်မယ်အဲ့ဒါဆိုရင်သူရဲ့ pre chorus တစ်ခုလုံးပုံစံကြတော့ဖြည်းဖြည်းလေးတစ်ခါတီးကြည့်မယ်အဲ့ဒါပြီးလို့ရှိရင် chorus ကိုဝင်သွားတယ်ပေါ့နော် chorus chord တွေကကြတော့ G flat minor ပြီးတဲ့အခါမှာဒါ E ပေါ့နော်ပြီးရင် D ပြီးရင် E
ပြီးတော့ G flat minor အဲ့ဒါလေးကြော့သွားတယ်ပေါ့နော်ဆိုတော့တချင်းရဆိုလို့ရှိရင်ဒီ chord တွေအကုန်လုံးတစ်ချက်ပဲတီးတယ်ပေါ့နော်တစ်ပါလုံးအပြည့်တီးတယ်1 2 3 4 1 2 3 4 1 2 3 4 1 2 3 4အဲ့ဒါပဲပေါ့နော်ဆိုတော့အဲ့ဒါပြီးလို့ရှိရင်လည်းဒီ main riff ကိုပြန်တီးတယ်ပြီးတဲ့အခါမှာနောက်တစ်ခေါက်တချင်းကိုပြန်ကြော့သွားတယ်ပေါ့နော် verse 2လာမယ်ပြီးတော့ pre chorus လာမယ်ပြီးတော့ chorus သွားမယ် chorus ပြီးတဲ့အခါမှာ solo အပိုင်းရောက်သွားပြီပေါ့နော် solo ကကြတော့ဒီလိုပုံစံလေးဖြစ်မယ်အဲ့ဒါလေးပဲပေါ့နော်အဲ့ဒါကိုကြော့ပြီးတော့တီးသွားတယ်ဆိုတော့အဲ့ဒါကြတော့6ကျော် open string ကနေစမယ်ပြီးရင်ဒါကကြတော့6ကျော်ရဲ့5အကွက်ပေါ့နော်အလုံးအစင်တူပဲဒါပေမဲ့တိုင်မမတူဘူးပေါ့နော်ပြီးရင်5ကျော်ရဲ့3အကွက်ပေါ့နော်ဆိုတော့အဲ့လိုတန်လေးရမယ်နော်ဒါပထမတစ်ခေါက်ပေါ့နော်ဒုတိယတစ်ခေါက်မှာကျတော့အဲ့ဒါပြီးလို့ရှိရင်ဒီဘက်ကိုသွားမယ်ဒီအလုံးလေးပေါ့နော်ဒါကလည်းကျွန်တော်တို့ဒီ C ရဲ့အလုံးပဲဖြစ်ပါတယ်၄ကျိုးရဲ့30အကွက်ပေါ့နော်ပြီးတဲ့အခါမှာ3ကျိုးဒါက17အကွက်ပြီးတော့2ကျိုး73အကွက်အဲ့ဒါဆိုရင်အဲ့လိုပုံစံလေးပေါ့နော်အဲ့လိုဖြစ်သွားမယ်ဆိုတော့ဒီနားမှာတစ်ချက်မတဲခွဲတာကြတော့ဒီနားမှာတီးလဲရတယ်เนาะဒါဆိုလို့ရှိရင်ပို့ပြီးတော့လွယ်တယ်ပေါ့နော်ဒါဆိုရင်အလုံးတူတူပဲเนาะ5ချိုးရဲ့3ကွက်ပြီးတဲ့အခါမှာ4ချိုးရဲ့4ကွက်ပြီးတော့3ချိုးရဲ့5ကွက်ဒါဆိုရင်ဒီအတန်ပေါ့နော်ဆိုတော့တချင်ထဲမှာနားထောင်ကြည့်သလောက်ဆိုလို့ရှိရင်ဒီနားနှစ်ကျိုးရဲ့73အတန်နဲ့တူတယ်ပေါ့နော်ဆိုတော့အဲ့လိုမျိုးအတန်ကြားရတဲ့အတွက်ကျွန်တော်ကတော့ဒီနားမှာတီးလိုက်တယ်ပေါ့နော်ဆိုတော့အတူတူပဲနော်ဒီနားမှာကြာကျွန်တော်အကွက်ကဒီနှစ်ကျိုးမှာတစ်ခွက်ချားသွားတယ်ပေါ့နော်ကျွန်တော်ဒီပြီးတော့73အကွက်ကိုရောက်သွားမယ်ဒီနားမှာကြာတော့အကွက်ချားစရာမလိုပေါ့နော်သူကအစင်လိုက်တိုင်းပြန်ဆင်းသွားတဲ့ပုံပဲအဲ့လိုလေးဖြစ်မယ်ဒီမှာကျတော့ဒီလိုမျိုးဖြစ်နေမယ်အဲ့ဒါလေးပဲပေါ့နော်ဆိုတော့သူ့ရဲ့ solo ကတော့အဲ့ဒါပါပဲအဲ့ပုံစံတစ်ခုကိုကြော့ပြီးတော့တီးသွားတယ်ပေါ့နော်အဲ့ဒါကြော့ပြီးတော့တီးပြီးဆိုလို့ရှိရင်တချင်းပြောင်းဝင်ခံဒီမှာအဲ့ဒါလေးနဲ့ဆုံးတယ်ပေါ့နော် solo ကဒါပေါ့နော်ဆိုတော့အကုန်အတူတူပဲเนาะအဆုံးတက်သွားတာဒီ6ကျိုးရဲ့နှစ်အကွက်မှာအဆုံးတက်သွားတာပေါ့เนาะအဲ့ဒါလေးပဲတစ်ချက်ကွာတော့မယ်အခုကျွန်တော်တို့ solo အပိုင်းလဲရသွားပြီဆိုတော့တချင်းတစ်ပုတ်လုံးမှာတီးသွားတဲ့ပုံစံလေးကိုရသွားပြီပေါ့เนาะဆိုတော့ ending အပိုင်းလေးပဲတစ်ချက်တီးကြည့်မယ် ending မှာလည်းပုံစံလေးတစ်ချက်ပဲပြောင်းသွားတယ်ပေါ့နော် main riff ကိုပဲပြန်တီးမယ်ဆိုတော့ဒီလိုပုံစံလေးဖြစ်မယ်အဲ့လိုပုံစံလေးနဲ့စုံသွားတယ်ပေါ့နော်ဆိုတော့အဓိက main riff ကိုပဲတီးတယ်ဒီအဆုံးတက်လေးမှာပဲအဲ့ဒါနဲ့စုံတယ်ဒီ6ကျိုး open string နဲ့စုံတယ်ပေါ့နော်ဆိုတော့ဒါပဲနော်အဲ့ဒါတော့ဒီ break အတန်နဲ့တီးရပါတော့အဲ့လိုပုံစံပါနော်ဒါဒီတချင်းရဲ့အဆုံးသက်ပုံစံလေးပေါ့နော်ဒါဆိုရင် lesson လေးကတော့ဒီလောက်ပါပဲကျွန်းနေပြဿနာလွှဲရင်တီးရတာအရင်ခက်တဲ့ထဲမပါဘူးကျွန်းနေအပိုင်းအောင်လဲကျွန်တော်အရှေ့မှာရှင်းပြခဲ့ပြီးပြီဆိုတော့တီးတင်တလောက်တော့တီးပြီပေါ့နော်ဆိုတော့ကျွန်တော်တို့အခုလေ့ကျင့်ထားသလိုပဲ standard ကျွန်းနေနဲ့တီးပြီးတော့လေ့ကျင့်ကြည့်ပါရပြီဆိုလို့ရှိရင်
ကျွန်တော်အရှင်းမှာပြောခဲ့သလိုကျွန်နေချတဲ့ကိစ္စလေးတွေကိုပြန်ပြီးတော့ try ကြည့်ပေါ့နော်ဆိုတော့ဒါလေးကိုဖြည်းဖြည်းချင်းစီလေးကျင့်ကြည့်ပါအဆင်ပြေမယ်လို့မျှော်လင့်ပါတယ်